Facebook အထဲဝင်လိုက်ပြီး setting and privacy တွေကိုဝင်လိုက်မယ်ဝင်ပြီးအောက်မျက်နှာ selection other and payment မှာ meta pay ဆိုပြီးမှာ credit card debit card ဆိုမှာပေါ့နော်ပေါ်တယ်ပေါ့နော်ဒါငင်းရဖြည့်ပြီးသားဆိုတော့ဒီကျယ်ဝထားတဲ့ဟာလေးတွေအတွက်ပြတာပေါ့နော်ဖြည့်ပြီးွားရတဲ့အတွက်ပေါ့နော်ဘယ်လိုဖြည့်ရလဲစောင်းနေတူဒီကတ်ထဲကတက်တန်းကုန်မဲ့ရက်တည်းပေါ့နော်နာမည်ကိုဖြည့်ပြီးွားရဆိုတော့ဒီလို visa လေးပေါ်နေပေါ့နော်အဲဆိုရင် browser မှာတွားပြီးဝယ်လို့ရပြီပေါ့နော်Facebook browser မှာ Facebook ကိုရဲ့ app လေးထည့်မယ်ထည့်တဲ့အခါမှာကိုက desktop site ပြောင်းမယ်ပေါ့နော် desktop site မပြောင်းရင်အဲ့ဒီကျယ်ဝယ်လို့မရဘူးเนาะအဲ့တော့ဒီအဆက်34မှာ switch browser UA ဆိုပြီးမှ desktop version ဆိုပြီးပြောင်းလိုက်မယ်ပေါ့နော်ပြောင်းလိုက်ပြီးတော့ကိုယ့်ရဲ့ profile ထဲကိုဝင်မယ်ဝင်ပြီးကိုယ့်ရဲ့ video clip တစ်ခုမှာcomment မှာပေါ့နော် comment box မှာအဲ့ဒီကျယ်လေးကိုနှိပ်လိုက်ရင်ဒီဘက်ဘေးမှာကျလာပြီပေါ့နော်ဒါငင်းရဝယ်ထားတာရှိရပေါ့နော်နေတဲ့ကိုလက်ဆောင်ပဲပေးမှာဆိုတော့အခုထပ်ဝယ်မယ်ပေါ့နော်အဲ့မှာအဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်လို့ရှိရင်သူကဘလောက်ဝယ်မှာလဲကျယ်ပင်နှလုံးဝယ်မှာလဲဒီမှာကျလာပြီပေါ့နော်သူကဖြတ်တယ်အခွန်ဖြတ်တယ်ဒါပေမဲ့ကျယ်ကပိုတယ် application မှာဝယ်တာထက်ဆန်ဒီမှာကျယ်ပိုရတယ်ပေါ့နော်ပြီးတော့အခွန်ကလည်းဒီကျယ်ဝယ်တဲ့ထဲကနေပဲတစ်ခါတည်းဖြတ်တယ်ပေါ့နော်အဲ့တော့440ကျယ်လုံး440ဝယ်လိုက်မယ်ဝယ်လိုက်လို့ရှင်သူအခုလိုလေးကျလာတယ်ပေါ့နော်ပိတ်ချစ်မယ်ဆိုရင်မှmeta pay ဖြည့်ထားတယ်ကိုယ့်ရဲ့ဘဏ်ကတ်ဖြည့်ထားတဲ့အတွက်ပေါ့နော်ဘဏ်ကတ်ကလည်းဒီ Facebook မှာ pay out ချိန်ထားတဲ့ဘဏ်ကတ်ပဲဖြည့်ရမယ်ပေါ့နော်အဲ့ဒါမှလည်းဝယ်လို့ရမှာပေါ့နော်ဝယ်ပြီးသွားပြီအဲ့ဒါဒီမှာခွန်ဖြတ်တယ်ဒါပေမဲ့အဲ့ကျယ်တွေကနေပဲပေါ့နော်ကျယ်လုံးလည်းမရောဘူးအဲ့လေးပါပဲတကယ်လို့ငိမ့်ခုပြောတာအောင်နားမလည်ဘူးဆိုရင်ပေါ့နော် CV မှာလာမေးပါနော်တင်းတလောက်ကိုပြပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်